ဒုဇီဝသမားတွေနဲ့စိတ်ကြတယ်အထက်ထက်ကြဆင်းစေနိုင်တယ်မဟာသေးသားတော်ကြီးလိုပဲငါ့ကိုခေါ်အကုသို့အဖော်ကိုပခုံးချင်းဖက်လက်ချင်းရှက်ပြီးလူတယောက်ရဲ့အသက်ကိုမျက်လှည့်ဝိုင်းထဲကလက်လှည့်ခိုင်းတဲ့ပေါ်ကိုင်းပေါ်ရုပ်ကလေးတစ်ခုအတွင်းနဲ့ခုမြင်ခုပြောင်းနောက်ဆိုတဲ့တပါကဘာမှဘယ်ခါမှမရှိစေရဘူးဆိုတဲ့ကြောက်စေစရာအတပြာမင်းသားတွေမဖွဲရမစင်းစားပဲငါ့ကိုစိတ်ကလေးမြတ်ကလေးပလဲကြည့်ပြနီလာပရမခလုတ်လိုပဲပြောငါတဘောငါဘဝငါအလှတမအာဇီဝပြေခါတဲ့ကသဘဲလုံးပမာပြူထားတဲ့မဟာလူသားတွေအတွက်ဆိုရင်အပန်းပြေပြဆိုင်းရည်အလွမ်းမြေကဘာနဲ့အကျမ်းမြေကပလာမှာပန်းခွေတရားကားနဲ့တက်ရအောင်လက်နဲ့ပြပြီးမှတိုက်ရက်ခရက်အမိုက်ရှုပ်ရဲတဲ့အမိုက်အမဲတော်ဝါတွေအတွက်ဆိုရင်တော့ဟေးငါဆိုတဲ့ငါကဘာမပြေအယောင်နဲ့အမောင်ကိုဖောက်တောင်းကိုအောက်ကျွင်းနောက်ကိုချင်းစင်ကိုရင်လိုသဘောထားပြီးအပြောစကားနဲ့လောက်ရတယ်အုတ်ချက်နဲ့အင်္ဂလိပ်တဟေစက်ကလုံးရက်ဆက်ဆက်ကြီးတယုံကြီးခွဲပြမယ်အဟုတ်မီးကဲမှာငါဟာမီးကဲမှာဒါလေးတခုတော့ချမ်းသာပေးပါဆရာရဲ့ချမ်းသာပေးပါဗျာဆရာတို့ကြီးကအတိုးနဲ့ချေးထားတဲ့အသေးပြားငွေတန်မို့အချိန်အခါနဲ့ပြန်မဆက်နိုင်ခဲ့လို့အခုကျွန်တော်တို့အပိုက်နွားလေးတစ်ရှင်းနဲ့ຢာကြီးတစ်ခုလုံးလည်းပုံဝပေးထားခဲ့ပြီးပါပြီကျွန်တော်တို့မှဒီသမီးလေးတယောက်ပဲလောက်လာအားကိုးရရှိတာမို့တခြားအစားတို့ပေးပါဆိုရင်အိမ်နဲ့ခြံကိုပဲပေးပါမယ်ဗျာသမီးလေးကိုတော့မထည့်လိုက်ပြရသေးတယ်ဆရာရဲ့ကျွန်တော်တို့ဘဝကိုတနာပါဗျာတနာပါမလို့ချင်ဘူးလုံးဝမလို့ချင်ဘူးအပြိုစင်ကလေးမကလွဲကြလို့တခြားဘာကိုမှကြောက်မလို့ချင်ဘူးဒီမှာသင်္ကြန်ကုန်းရဲ့အဆုံးကနောက်ဆုံးမြေပုံမှာခမည်းနာမည်တစ်လုံးကြပီးမထိုးခြင်းရင်ခမည်းသမီးကိုကျုပ်လက်ထဲထည့်လိုက်ပါဆန္ဒပေးပါဆရာရဲ့ကျွန်တော်တောင်းပါပါတယ်ဗျာဘာပေးပါကျွန်တော်တောင်းပါပါတောင်းမှန်ပါတယ်အเจ้าကငါကျုပ်ဆန္ဒနဲ့ပြောင်းပြန်ဖြစ်နေတဲ့သူမှန်သမျှကိုတောင်းပန်ခွင့်တကားပိတ်ထားတယ်ဆိုတာခမည်းနားလည်သိခြင်းနဲ့ကျုပ်ပစံညောင်းရင်တဏတ်မောင်းတင်တတ်တယ်ဆိုတာခမည်းအသိနော်အခုသမီးရဲ့မျက်နှာနဲ့တတ်တာခွင့်အနေထားမှာပေးပြီးတော့သွေးအေးနဲ့ချီချီငန်ဆက်ဆံနေတာကိုလက်ကြံအခွင့်ရေးလို့သဘောထားပြီးစဉ်းစားစမ်းပါဗျာစဉ်းစားစမ်းပါအချိန်1မိနစ်ခွဲပေးမယ်တတိမင်းသားရဲ့ရောက်ခမတယောက်အနေနဲ့ငွေကိုချင်းကြားကြီးနဲ့လက်ခံကြလားဒါမှမဟုတ်နတ်ဖန်ဆိုတဲ့အနာဂတ်တည်းကလေးမှာမတာဘဝနဲ့ရတဲ့မအေးစရာကြုံကျင်သလားကဲစဉ်းစားရအောင်အရင်ဖျားပေဟာမှမသိပဲနဲ့နွားပွဲမှာကျိန်လုံးရောက်နေတဲ့လူတယောက်ကဈေးဆိုနေတာလေဘေးကိုလည်းကြည်အောင်မှာပေါ့ဗျအရေးဆိုရင်သွေးကိုဖောက်ပြီးကြောက်တတ်တဲ့အသေးကိုလက်တွဲဖြုတ်ထားတဲ့ငါလိုလူသားမင်းနားမှာလည်းရှိပါသေးသလားလို့ဘာပြောလဲဗမာသားကိုကာယံလှလှဝါကြမိမိနဲ့ပြပြကြီးပြောထားတာပဲဗျာခမရအနေနဲ့သွေးစစ်မျိုးမှန်ရဲ့အဖို့တန်တဲ့စကလုံးတွေကိုနားထဲမှာသုံးမတန်ဖြစ်ကြားနိုင်မှာအောင်မလာပြန်ပြီနောက်တယောက်အောက်ကနေလက်အုပ်ချပြီးတောင်းမှန်ခြင်းမြန်ပြီနဲ့တူတယ်မင်းတို့ပြောင်းဆန္ဒကိုတောင်းမှန်ရှိခိုးတဲ့လူကြီးထဲမှာငါ့ကိုထဲမသွင်းနဲ့ကိုလူစောင်းကြံငွေနှင်းကຫນွေမင်းရဲ့အိမ်ဝမှာဇိမ်ကြကြနဲ့မင်းမှုနေတယ်လို့အစင်းဖြူတဲ့တောသူတောင်သားတွေဘက်ကလက်သားကွယ်ကာပေးဖို့အတွေ့အကြအလေးမထားပဲရောက်လာတဲ့မင်းတို့လေးစားတရားမိခဲမှာဆိုတာငါပဲဘာမိခဲမှာလဲဟောအေးဖွက်လားကျွတ်လားမြော့လားမွေလားနေလားမင်းလားဆိုတာသိချင်တယ်ခမည်းကျုပ်ရှိမှမစင်းရင်မပွဲရတဲ့ပုံကမာတစ်ခုကိုစံပြုတ်လှုပ်ဆောင်ကြည့်လိုက်လှုပ်ကြည့်လေဒီတော့မှကြားဆိုတာအစွဲနဲ့မွေးဆိုတာအစိတ်နဲ့နေတိတ်ပေါက်ပြီးလေမျိုးကုတ်ခါမှကျုပ်ဘဝကိုချမ်းသာပေးပါဆိုရင်မလို့ခြင်းဘူးဆိုတဲ့ကျုပ်စီကနောက်ဆုံးစကားလေးတစ်လုံးကိုပဲလက်ဆောင်ပြန်ရကဲကြားတယ်ရွာလဲပြီးမင်းတို့လိုစွာကျဲတဲ့တောခွေးအုပ်တွေကိုမျိုးဖြစ်ဖို့ငါမှတောင်းဝင်ရှိသေးတယ်ဒီတော့နောက်ကိုဆုံးလားရှင်းလို့ပြောရှင်းနောက်တည်နဲ့ငါ့ကိုချောင်းနေတာမိခဲမဒီမှာမင်းကထိမှပူတတ်တဲ့မိခဲမငါကအကြောင်းသုံးမှမရွေးမျက်စောင်းကလေးတစ်ချက်ထိုးလိုက်ရင်မိုးတိုက်တဲ့ခွင်ဟိုဝေဟင်က
ရွှေသခင်မင်းမာကနဲ့သူ့ရောက်ပေါ်တော်ကြာသွားစီနိုင်တဲ့ငကားကွာငကားဘိုးငကားတဲ့မှတ်ထားအောင်မေ့သွားအောင်မယ်မိခင်ဝင်းကအထက်မှာဈေးပေါ်ကိုလက်တင်နဲ့တွေ့ပြီးကားထွက်လာတဲ့နရွက်ကိုပုံကြီးချက်ပြီးကားပြမနေစမ်းပါနဲ့ဘိုးငကားရဲ့ဒီမဲ့ငကားဆိုတာပုံမြင်ထဲမှာပဲရှိတယ်ကွာဒီတော့ငကားစင်မစစ်ရေရောမရောသိအောင်ခမည်းအလှဆောင်ထားတဲ့တနတ်ကိုအပြင်ထုတ်လိုက်ပြီဗျာကဲကျောက်ကတော့အသိမဲ့သင်မင်းနောက်မှာတပည့်ခံမို့မင်းကိုထည့်ပေးမလို့စိတ်လေးကဲရအဲ့ဒါမှတ်ထားအထက်သားနဲ့တမဏိအစံအဖြစ်ညာအဖြစ်နဲ့ကံစတိအားကိုးစရာမှာအစားထိုးစရာငါမှတပါတခြားမရှိဘူးဆိုတဲ့ဘိုးနဂါးကြီးတမာသားကိုတဟင်းသားဒီပုံကပုတ်ထူပြီးဝေးဆောင်နဲ့စုစုကြားမှာမုတ်ခါရည်တို့အလှချိတ်ထားတယ်အရိတ်နားကဖြတ်သွားရင်လည်းနှလုံးတုံကတွင်းခါပြီးအပြင်းဖြားယူရတဲ့ဝေဒနာရှင်ဘဝမျိုးကကင်းလို့ဝေးအောင်ပလင်းလို့သေးတယ်လို့စေကြောတုတ်တင်ပေးခဲ့တဲ့ဓမ္မကိုခွင့်လိုက်နော်သွားလိုက်ပါဦးမယ်ကိုရွှေဘိုးနဂါးကြီးရေဟဲ့လွားအော်ဒီနွားဟာနေတောင်းငါမပေကကလုံနေပြန်ပြီဟဲ့ရပါတယ်မောင်လေးဒီတော့အုပ်ကိုကြုံရွာကိုဝင်တော့မဲ့ဟာပဲနွားတွေလည်းဝန်စီစလဲတွေနဲ့အနေကိုခီးပြင်းနှင်လာခဲ့တယ်ဆိုတော့တင်ပန်းရောပေါ့ကွာမဟုတ်ဘူးအဖရဲ့အခုဒီလိုဒီဘက်နဲ့အချင်းတွေကစိတ်ကောင်းတာမဟုတ်ဘူးပန်းဝင်ကနီးမနန်းခင်ခင်အမောဆိုးဆိုတဲ့သားတွေကလို့ရွာနာနီးမှာပါလာသမျှလေးတွေတက်ကြောင်နေမှာဆိုလို့ပါဟဲ့နော်ဒီငါရက်လိုက်ကြသားများဘွာတလန်းဘိန်းတစ်ပတ်ခရီးထပ်ဆက်ဖို့မစင်တာပဲတို့နဲ့လေကုန်ခန့်အခင်းများနေတဲ့အစားမင်းတို့ရဲ့ခန္ဓာအိမ်မပြည့်စည်ခြင်းလဲအထက်ပေါ်ကပစ္စည်းတွေကိုအေးလူကြည်လူသွားတရားပေါက်ခဲ့ပါလို့နော်အေးလူပေးနော်ပြေော်ဖို့လူဆိုရင်တော့ဟောဒီမှာတွေ့လားမင်းတို့အတွက်ပန်တော်ဆက်မဲ့နဲ့တောင်းပါပါလေဗျာတောင်းပါပါလေကျွန်တော်တို့ညီဖို့တွေအလှတန်းပြဖို့ဝယ်လာတဲ့ပစ္စည်းလေးတွေမို့ပါဗျာဟုတ်ပါရဲ့ဘိုးကြီးတခြားလူတွေကိုတိုက်ပါကျွန်တော်တို့ကတော့ချလာပေးပါဗျာချလာပေးပါကွာအလူအတွက်ဆိုတာနဲ့ပဲတို့ကလူကွက်ဓမြတိုက်နေရအောင်မလားပန်တုနဲ့ပထဝီတကဘာဒီချအပ်သွားအောင်တအားဟဲပဲရီပြစ်လိုက်ရှင်နဲ့ခမည်းကြီးမှာအပြောကောင်းကျုပ်တို့ကသဘောရောင်းတယ်လို့တောပြောင်းပြီးဓမြအတိုက်ခံရမဲ့သူကိုလိုက်ချနေရအောင်မလားဟဲ့ကဲပါလေအလူပစ္စည်းတွေဆိုတော့ငကိုတဲ့ကအာယုံပြုထားတဲ့အတိုင်းဘာညာအပူမီဖြာပါရတွေကိုခွာချနော်ဒါနစိတ်နဲ့အာယုံပြုရေသက်ချဖို့သာပြင်တော့ကြားတယ်လူမဲ့အရေးစိတ်ချလက်ကြတာလူစမ်းပါအရိပ်ကြလို့အကောင်မကြီးဟောဒီမှာနောင်ကျင်အပုတ်ချစေတိုက်ပြလိုက်မနော်တက်ကူတော့ဆန္ဒပေးပါအစီဆန္ဒပေးပါဗျာရတယ်ပိတ်ကြတယ်ပါသမျှပစ္စည်းကပိတ်စစ်တီးတာအေးတန်းရှာသလိုလမ်းမှာတွေ့မဲ့ခလုတ်ကသိန်းကအစတို့ကမြစ်တာနဲ့အခမဲ့ကုညီဖြည့်ရှင်းပေးလိုက်အောင်မယ်ကြားလားကဲတပည့်တို့ပါလာသမျှအကုန်တာသေးနော်လဲဘော်ကအဖွားကြီးခြုံပွားတွေကအစချမ်းမထားနဲ့ပြီးရင်တက်ခောက်မယ်ဒါပဲတက်ခောက်မယ်ဆိုရင်မင်းတို့ရဲ့နောက်မှာမတ်ဆောက်တဲ့ကြောက်ဆောင်နဲ့အနောက်တောင်ကမုံနိုင်ကကစုံဆိုင်ကိုအသိရှိနေပါလားဆိုတာကယူဓမ္မပြုကြအောင်ပါပေါ့မင်းဘယ်လဲဘယ်သူလဲပြောလားမင်းတို့လိုပေါင်းမင်းတွေကိုအကောင်းမမြင်ဝါဒနဲ့ခွာချမြေလံဖြစ်နေတဲ့မိခဲမကငါပဲဟဲ့အထင်လွဲမလေသွားမိခဲမှာငါတို့ညီဒီပေါင်းမင်းမဟုတ်ဘာမခွင်တရုတ်မှာကောင်းရင်အယုတ်ကြီးတပြင်းမှာထားရမယ်တနင်းလာရ
နော် မင်းတို့ကအညိုးပေါ်အဖြူဖောက်ထားတဲ့ယောက်ျားမျိုးတွေဆိုတော့ဖွတ်ကြားမှတပါအချားဖြစ်နိုင်တရားတို့ကတော့မမြင်ရဲရဲတင်းတင်းပြင်းပြင်းထန်ထန်နောက်တစ်ခါထပ်ပြီးခောက်လိုက်စမ်းမှာပို့ကြတယ်ဟင်ခောက်လိုက်စမ်းမှာကြောက်ကြောက်ရွံ့ရွံ့နောက်ဆုံးဆုံးနဲ့ဆိုတော့ခောက်လိုက်တဲ့တက်ကအစားအိမ်ပြောင်ထုတ်ထိုးတယ်လို့အယုတ်ဆိုးမနေပြီဘူးလားဟင်ခောက်ပါလေရဲရဲခောက်ရဲရဲဆုံးဖြတ်ရဲရဲရင်ဆိုင်ရဲရဲရှင်ပြန်လိုက်ကြရနော်ရှုံးနိုင်တာတာမညရှင်ပြန်ရင်ဒီအကြည့်ကြတယ်ဗျကဲပါလေဝရိယအကျိုးလေးခံစားခြင်းရင်ကံတရားခွင်မှာအဆုံးဖြတ်ခံလိုက်ကြရတနတ်ကိုထောက်လိုက်ပါပို့ကြကြီးငါတဲ့ကြွားကျဲမနေနဲ့အားလည်းမအစွဲမရှိတဲ့ကြာလူဟားစရာဖြစ်နေပါဦးမလေးဒီလောက်တောင်စော်ကားမော်ကြွားခြင်းနဲ့မိကမအေးဒီလွယ်မရတဲ့အဆုံးဟောဒီမှာနင့်အတွက်ပင်မင်းတယ်မှာကြည်စံလာလာလေးကဲရော့ကဲဆရာကောင်းတပည့်ပေပန်းပန်နေခြေတလန်းစီခြေကိုတိုးခဲ့ကြစမ်းလာပါအားနာမနေကြစမ်းပါနဲ့ကြည်စံ10တောင်းမိုးဆိုတာကျုပ်လန်းကကလေးတွေကိုပေးတဲ့မုံဘိုးလောက်ပဲရှိပါဘယ်နဲ့မလာရကြဘူးတကယ်မလာရဲလို့ကမဒီကနိုင်ဘာလဲကွာလူမိုက်ဆိုတာဘာလဲခုနှစ်ရက်သားသမီးတွေကိုအပူတိုက်ပြီးဇရိတ်ချမ်းရိတ်ကိုလည်းဖျောင်းနိုင်မင်းနဲ့တုံစမ်းရဲရတယ်ကွာနောက်ကိုမှတ်ထားငါချီရနောက်မှာလဲဘင်းရချက်ပါတယ်လို့မင်းတို့နောက်မှာငါရှိတယ်ကွာသေမင်းတမရှိမင်းကျဲမှာရှိမမီလည်းနော်မိခင်မနင်းဘဝကမလှမပမဆိုးမပြေငကူရေးမွေးချောက်ချောင်းတဲအောက်ကခွေးတငယ်လိုကန်စားတာသေးသွေလှငယ်ငယ်တုန်းကအဖေနဲ့အမေပေးထားတာကရေလိုအေးတယ်မိသွေးကန်စားတာကအချေမပေးလို့အဲ့ဒီဘဝလေးကိုညှို့နှံပြီးဒီကနေ့အဟုတ်အမှန်ဖြစ်နေတာကမင်းလိုပူတဲ့မိခင်မအတိတ်ကိုပြန်တွေးပြီးအရေးလိုတံလေးနဲ့ကံပေးသမျှဟဲ့ဆိုပြီးလှုပ်ရှားနေရတာကလည်းတကယ်ပြန်တွေးကြည့်တော့အဟုတ်ရင်မအေးကြပါလားမိခင်မကြီးဘုံဘဝမှာစုံကြလာတဲ့ငါဒုက္ခသမုခတာနောကိုစိမ့်တယ်လို့ဒုဇီဝသမားအပလင်းကြီးရဲ့ကြားမှာငါနဲ့ငါပဲတယောက်တည်းဒီလိုပဲမိုးချလီကြရန်သူတွေကြားထဲမှာအယောင်မွဲမွဲမှောင်မင်းမင်းဆက်နေအောင်မလားမိခင်မကြီးနင်ပါဆက်လို့နင်ဘယ်လမ်းသွားနင်ဘယ်လိုဆုံးဖြတ်ဟိုးဖြာလိတ်တူးတဲ့စိတ်နောက်ကျောင်းပြန်လှည့်ပြီးယူနေတော့ဘယ်တော့မှအချိန်မခံငါရဲ့ဥတည်ချက်တွေမပြည့်စုံမအောင်မြင်သေးတဲ့ကာလပတ်လည်းဟောဒီငါလက်ထဲကတနတ်ကိုဘယ်တော့မှမထားဘူးငါရင်ထဲကသွေးလည်းဘယ်တော့မှအေးမခံငါအာယုန်ထဲမှာလင်းနေတဲ့ရည်ရွယ်ချက်တွေဘယ်တော့မှအမိန်မခံဘူးတနေ့ငါဆန္ဒတွေပြေကိုပြေဝသလားအောင်ကိုအောင်မြင်စီရတနေ့တလံပကံဘယ်ပြေးမလဲဘူကြောက်ချုံမိုးလုံးပတ်လီရဲ့ပထဝီမြေကြားမှာခမည်းကြီးသမင်းသာဝအောင်စားထောင်နေပြီတော့ရေကိုရက်လေကိုမှအနက်ကိုမကြည့်နဲ့ပြေးကိုမကြည့်နဲ့အတိတရားကိုခေါင်းထဲမှာသွင်းပြီးမြင်းပေါ်ကစစ်လက်နောက်ထားလိုက်သတ်အေး
ဒုက္ခသစ္စာဆိုတာယုတ်ကဖြစ်တာပါလားလို့ဘာဝနာမပွားရင်တက်တော့တက်တာအေးလူအဖမ်းခံပါမိကမအေးပြောကြဒေါသမောဟတွေကိုစောင်းလို့ခြုံပြီးတောကတောင်ကိုဆုံးနေလောကပေါင်းကိုလုံအောင်မကွယ်ခွင့်နိုင်ဘူးဆိုတာမင်းတို့သဘောပေါက်သွားမှာပါမကြခင်ကြောအောက်ကတန်ကြွရဲ့အာနိသင်ကိုခံစားသွားရမှာပါဒီမဲ့မင်းတို့လိုမဖြစ်တော့အင်အားကိုမဆိုထားနဲ့ခေါမရောမတိုင်းကရှစ်ခေါပဏီတက်မဟာကြီးနဲ့ဝိုင်းချဒီလေသားတိုင်းကြမှာကြောက်သွေးနဲ့ခန္ဓာကိုယ်ကိုပိုင်းချပြီးကြားနဲ့တင်ပုံနှိမ့်သွားမယ်မိခင်မတဲ့ဟဲ့ငါနေရငါကဘာပဲဆိုပြီးပြဿနာတော့လားမရှာကြနဲ့နော်အားလုံးရှာကြသွားအေးလာချပြရင်တော့ဘွာမခတ်ချင်းဟင်နော်အေးအရက်ကိုလည်းမေးကြည့်အောင်မိခဲ့မှာငါတို့ကမျက်စားတဲ့နွားတွေမဟုတ်ဘူးကနွားတွေမဟုတ်ဘူးအော်အမင်းစားတဲ့ကြားတွေကဲအနက်ကိုထုတ်လက်ကိုလုတ်နေတက်တို့လုတ်နေတိုင်တို့သုံးပြနေတက်တို့ပညာပြတို့ဘက်ကတော့အားလုံးအစင်တစ်ပဲဟဲ့အေးလေဒီတော့ငါကောင်ကအုတ်ထုံစစ်ထွက်သွားတာပဲဖေအောင်လေဘာလို့မကြောက်လဲပြကြတော့ဟဲ့ငါလည်းကိုကြည့်ရောငါမလေးဒီညာလေးကိုအားကိုကြည့်ပြီးခုခံနေရခုလို့ဆိုတော့ငါဘာဆက်လို့ရမလဲသူတို့မှလည်းလူအင်အားသေးတာမဟုတ်ဒီနေရာမျိုးမှာငါဆက်ပြီးအမိုက်ခံနေရင်စရိတ်မမှန်ရင်မတမလူရုပ်မာတွေချမ်းမှာငါဘဝရည်ရညစ်တာပဲအဖက်တင်မယ်ဒီတော့ငါရှိရွယ်ချက်တွေမအောင်မြင်အထက်မမြောက်ခင်ငါဘဝကငါမြေကြီးဩစာအဖြစ်မခံနိုင်ဘူးအကောင်းဆုံးကဒီနေရာကငါအမြန်ဆုံးထွက်သွားမှဖြစ်လွတ်အောင်ပြေးမှဖြစ်တော့ဟုတ်တယ်ဒီဆုံးဖြတ်ချက်အကောင်းဆုံးပဲကဲဖေးသားကြီးဒီကမှာ来，让你们认识的黑道里，不要吃，不要放。我那接送的别路三八八边上们，没有我来，老在住别的斑马的找个把一路来看看那出路，我那个白里那么没那么吧，来个来，皮来嘿。သူတို့ငါနောက်ကချက်ချက်မကွာနှိမ့်လာကြပြီဒုက္ခပဲငါလည်းရှေ့ကိုဆက်သွားလို့မကြောက်တော့နဲ့ဆိုင်ရဲ့ကြောက်ကဘာကြီးနဲ့ကြောက်ကဘာကြီးရဲ့အောက်မှာသိနေတဲ့ချောင်းကြီးလိုက်တဟဲဟဲနဲ့သင်မင်းမတက်ပြီးထားတာကြာနေတာဟိုးဒါပဲဖြစ်ငါဘဝကိုသူတို့လက်ထဲမှာခွေးတွေဝက်တွေအသေးမခံနိုင်လို့ဒီကြောက်ကဘာကြီးရဲ့တစ်ဖက်ဆုံးကိုရအောင်မခုဟုတ်ကြောက်ကဘာကလည်းအကွာဝေးသိရှိတာမဟုတ်ဘူးသေရင်မြေကြီးရှင်းရွှေကြည့်လို့မဖြစ်ဘူးကြပြောနေကြတယ်ဖေးသားကြီးကြိုးစားလိုက်သမ်းမအောင်မေကြီးဒါဒုံးတို့အုပ်စုအခုလေးတွေမြင်လိုက်ပါသေးတယ်ဟာဘယ်ပြောက်သွားကြပြန်မလဲဟာခိုင်းစီအချင်းဒီကောင်တွေမရှိကြတော့ဘူးတဲ့ငါလေးဩကိုဖားကလည်းဆိုတာနဲ့ကရှင်လောင်းနေရင်ဝိုင်းကူညီနဲ့တခြားရွာကဒုက္ခဝိုင်းကိုရောက်လာလို့ဘုံတော်ကြီးကြောင်းမှနေရာလိုက်ချပေးလေရဲ့သွားခါနေတော့ရှင်ကိုပြောသွားသေးတယ်မဟုတ်လားဩအေးဟုတ်သားကပဲအဲ့ဒါသာကြည့်တော့ဟေးငါကလည်းငါပဲဟာတယောက်ထဲပြန်များပြီးတော့နေရာတကအကွက်စီအောင်ဖန်တီးခြင်းနဲ့စိတ်ကများတော့လူလဲကြောင်းတောင်းဖြစ်နေပါပြီကွာကဲအိမ်အောက်ကချက်တဲ့ပြုတ်တဲ့အဖွဲတွေကိုကုန်းလေးစီလေးလုံလောက်အောင်ပေးကြရလားဟာနောက်ပြီးတော့အရှိရွာကရောက်လာတဲ့မင်းစီမျိုးသားချင်းတွေရောချင်းတော်တို့ခေါင်းအောင်တို့လုံလောက်အောင်ပေးရလားဟဲ့ကိုကနားတော့ရွာထဲကရောက်လာတဲ့ရှင်ဓမ္မမိတ်ဆွေတွေနဲ့အေးစီတရားသားဆွေးနွေးလိုက်တော့အေးပါဟာအေးပါကြာသားလေးမနဲ့ကိုဆမ်းမချခင်ရှင်ကိုစေကလိုက်ဖို့နေအောင်မတော်ဘဲနဲ့နေရာတကပူတက်ရံကောအိုးမပူလို့ဖြစ်မလားကွာ
အလူတခုလုပ်တယ်ဆိုတာလွယ်တာမဟုတ်ဘူးကွာပြီးတော့လေအခုလိုကိုသားသမီးလေးတွေကိုတစ်သက်မှတစ်ခါရှင်ပြုနာသာလုပ်ရမယ်အလှူတန်းကိစ္စမျိုးမှာကြီးမိုးမခံရရင်နေပါစေဟဲ့ကဲရတော့လွတ်မှဖြစ်မှာဟာကဲဒါတွေအသာထားလို့သားကြီးနဲ့သမီးငယ်လေးနှစ်ယောက်ဘောမမြင်ပါလားခေါ်ပြီးတော့အိတ်ခိုင်းတော့လေမနဲ့အစိုးကြီးเจ้าကိုသွားရအောင်မဟုတ်လားလို့ အမလီရှင်ပြောတာနောက်ကျနေပြီကိုပါဝင်သားကြီးကအစောကြီးကအဲ့ရဝင်သွားပြီသမီးလက်ကတော့ဟိုဘက်ရောက်ကရောက်လာတဲ့သူ့မလေးနဲ့နောက်ဖေးသားမှာစကားလက်ဆောင်ကြနေလေရဲ့ဘယ်လို့မှအိတ်ခိုင်းလို့မရဘူး ဒါနဲ့သမီးငယ်လေးမေသွေးရောဟာ ဩသမီးလေးကသူ့တော်ကြီးချက်ရင်ပြုတ်ရင်းနဲ့ဓာတ်ရှင်ညောင်းပြောတာကိုနားထောင်နေလေရတယ်ဟောဒါနဲ့ကိုပါအောင် ဘာလဲမေကြီးရဲ့ ရှင်မနဲ့ပြန်အုံးဝမ်းကပြောဝဲပြင်ဖို့ဒီလုံးတစ်လုံးလုံးနေတယ်ဆိုကျောင်းကိုယူလွတ်လိုက်ရမလား โอ้ဝေးပါတယ်ကွာကိုပါထုတို့အိမ်မှာမင်းညမမပန်းမြကိုလှုပ်ပြီးတော့အယူခိုင်းလိုက်ပေါ့ဟာငါညနေတည်းကပြောထားပြီးသားပါသွားအချိန်ကြီးလုံးလွတ်လိုက်ဦးပြီ တန်းညာရင်မလေးတန်းညာရှင်မမကြီးဩသမီးငယ်ကတော့လေအာကြီးသူ့တော်ပေါမောကဆင်းတယ်ကိုမရှိဘူးကဲညီမလေးရဲ့ဟုတ်ကဲ့နင်းတူမလေးကပါတခါတည်းခေါ်သွားပြီဥပဒူတို့အိမ်မှာစလုံးတစ်လုံးလောက်သွားယူကြစမ်းဟုတ်ကဲ့နော်နင်းကိုပြောထားပြီးသားတဲ့ကြားလားနော်ကဲမဟုတ်ကဲ့ သမီးလေးနေသူကြီးလာဒီဘက်မြောင်းကြမှာလာကနေစားသမီးရဲ့အိုးရှင်တို့ရွာထဲကိုမြင်းကိုကြီးနဲ့ဘယ်သူကြီးများဝင်လာကြတာလဲမကြည့်တော့ပါဘူးလာဒီဘက်မှာလာကနေစားသမီးလာဘယ်လိုတော့အောက်လင်းမီးအောင်တွေတပြောင်ပြောင်နဲ့မင်္ဂလာဆောင်လားရှင်းပြလားကွာဟဲ့ကဲအလူရှင်မောင်နှမအပြင်ကိုခဏလောက်ကြွခဲ့ကြသမ်းမအောင်ဗျာခဏလောက်ကလေးပါခဏလေးပါ ဟေးဘာလဲကောင်နေဘာကိစ္စလဲ မှတ်မိပါသေးတယ်နော်ကျုပ်ကမှတ်မိပါသေးတယ်နော်ကြောက်ဖြုံးလေကြောက်ဖြုံးကြောက်ဖြုံးနေကြောက်လုံးနေငါသိစရာလည်းမလိုဘူးမှတ်စရာလည်းမလိုဘူးလာရင်ကိစ္စကိုသာပြောဟိဟာပြောမှာပါပြောရအောင်အမောခံလာခဲ့ရတာပဲပြောရမှာပေါ့ဟိုတလောကခင်ဗျားတို့ရွာကိုဆက်ကြီးလာတောင်းတုံးကငွေလေး4-5-600ကိုသေမတက်ရင်ငါအောင်တောင်းယူတာတော့ငွေလေး4-5-6ကြက်ရအောင်စုမပေးနိုင်ခုတော့လေမင်္ဂလာရှင်ပြုဝဲကြီးကို4-5-6ထောင်အကောင်အကြက်ခံပြီးလူဒန်းနေလေကြတာဒါပါတော့လေဥပအေးဟဲ့ဒီမှာစေနာသုံးနံပြတ်တဲ့သဘောလေးအဲ့ဒါဘာဖြစ်လဲပူဇော်တိုက်သူကိုပူဇော်မဲ့မင်္ဂလာပွဲကွာငါဟာငါတရားပေါက်လို့4-5-6ထောင်အကုန်အကြခံပြီးလှူဒန်းတာမင်းတော့အပူလားကိုကအောင်ကျုပ်တို့အလှခံတဲ့ကိစ္စကိုတော့တရားတီလဘလဘောနဲ့နှစ်ကာစေတနာမထမ်းနိုင်ဘူးဆိုပါတော့ငါတို့လင်များချွေးနဲ့ရင်းပြီးရတဲ့အသဗျာကိုမတရားပဲမပေးနိုင်ဘူးကွာမပေးနိုင်ဘူးနေစမ်းမခင်ဗျားရဲ့အပန်းနေဟန်တွေကမန်နေဝင်းနေပါလားကိုပေါ့ဒီတိုင်းပဲကဲမန်ဝင်ရင်လဲဟန်ပြထားတဲ့ဒေါသတွေကိုခဏလောက်အိတ်ဆေးတိုက်ထားပြီးလာခင်ဗျားကျုပ်ရှိကိုလာကျုပ်တနတ်ကိုဥတိုက်မိုက်ကျင်တဲ့အကြံအစီအဝဝကိုခံတီစပါရမီနဲ့ချွတ်နေမင်းအိမ်မော်ကလူပွဲဝတ္ထုပစ္စည်းတွေကိုတို့သိသိနေတဲ့ကာလမှာမာနတွေမိရှုပ်ပြီးခတ်ရွရွလေးနေပေးစမ်းကွာကဲတပည့်တို့ကြားတယ်ကွာအိမ်မော်တက်ပြီးလူပွဲဝတ္ထုအားလုံးသိကြုံယူခဲ့ကြလားဒီမဲ့ပေါ့ငါရေစက်ချနေမယ်ကဲပေါ့ရေစက်ချရအောင်ရေတိုင်ကြီးတဲ့ကရေတဘုံတော့သွားဆွဲကြည့်ကွာဟဲ့အောင်လေနော်မင်းတို့တယောက်မှငါ့အိမ်မော်မတက်ဟဲ့ပြောနေတာမကြောက်ဘူးလားမန်းတဲ့ကောင်တွေဘာရိုက်ကြည့်နေရဘာကြောက်နေရလဲဟမ်ပေးစငါတော့အလဲကြည်စမ်းအာကမဟာလူကျွမ်းကောင်းကြီးပါလားဟေယိုဒါလောက်တော့လက်နဲ့အင်အားလူအင်အားအပြည့်နဲ့ပတ်လေဝိုက်ထားတဲ့ကြားကဒါဆွဲမဲ့တကယ်လုပ်နေပါလားကဲတပည့်တို့သူ့ပစ္စည်းမယူခင်အလူရှင်ကိုလှန်နဲ့ထိုးရမယ်ကိန်းတော့ဆိုင်နေဒီတော့တို့ရဲ့ထုံးတန်းစင်လာအဘိဓမ္မာစာအုပ်ကြီးတဲ့အတိုင်းခက်ကြမ်းလေးဆုံးမပေးလိုက်ကြသွားမှာကွာလာကြပါဦးကျော်ဒီမှာလေ
တယ်သတ်ပြလိုက်ကြတယ်သူရုံးပါလေနွားလေတတိယလေ ဟာရှေ့လိုက်တဲ့ရှာကြားတယ်နင်မပေါ်လိုက်ပါကဲရကဲသွားအားလုံးအိမ်မော်တက်မနေ့ကလူဝပစ္စည်းတွေအကုန်ယူအလူတာရကမိသားစုကိုအပြတ်ရှင်းငါထွေးမင်္ဂလာပြုမဲ့ကလေးမလေးကအစအရှင်းမထားနဲ့အားလုံးတက်ပြည့်ပန်းမြဟဲ့ပန်းမြ ရှင်ကိုရကြရင်လာပြီတော်ကြီးလာပြီဒီမှာသမီးလေးမြင့်နေလို့ခဏလေးနော်ခဏလေး အာအေးအရေးမကြီးပါဘူးကွာဖြည်းဖြည်းလို့ဟိုသမီးလေးမေသွေးကိုမတွေ့လို့ဘယ်သွားပြီးကစားနေတယ်လဲမေးမလို့ပါ ကိုရကြရင်မင်းမမေးတတ်တယ် မေးရမှာပေါ့ တော့သမီးလေးကဘယ်တော့မှများဘယ်ကိုသွားပြီးဘယ်သူနဲ့ကစားဖို့လို့လဲတနေ့ညရင်းနဲ့မျက်ခွက်ရက်သက်ခံစားနေရတဲ့သူ့ရင်ထဲကဝေဒနာကိုကျမတို့ပြီးခံစားပြီးလို့ရရင်ခံစားပြီးလိုက်ခြင်းနဲ့ရှိတယ် ဟုတ်ပါတယ် အခုလည်းတမိုင်းမိုင်းတွေနဲ့အိယာထဲမှာခွေးနေအိပ်ကျော်သွားလေ ဟုတ် ခေါင်းတစ်ခုလည်းညည်ရုံရွှဲနေတာခုလေးနေမယ်ကျမသူ့ကိုစောင်းချုံပေးပြီးထွက်လာတာ အေးပါကွာခုခမရငယ်ငယ်ရွယ်ရွယ်နဲ့လူမမယ်ကလေးဘဝမှာအတွေးကလူကြီးတွေတဲ့ပူမယ်ဆိုလေပူစရာပေါ့ကွာပူစရာပေါ့အေးအလူကြီးအတန်းကြီးပြည့်နဲ့အခါကြီးကြီးမျိုးမှာဒီအမေလည်းသေးအကိုနဲ့အမကလည်းထုံးဆိုတော့ဒီလိုအပူကိုဘလို့လူယူကျုံးမရမဖြစ်ခံနိုင်ပါလေပန်းမြ ယူတောင်သွားတယ် သူကလေးတောင်မှမင်းနဲ့အပြင်ခဏမပြုတ်ဖက်ပြီးလိုက်မိလို့အသက်ချမ်းသာရသွားတာမဟုတ်လား ဟုတ်ပါတယ်တော့ အေးလေဒါလည်းဖြစ်ပေါ့ကွာမင်းအမရဲ့သမီးဟာမင်းသမီးပဲပေါ့မဟုတ်ဘူးလား ဟုတ်ပါတယ်တော့ အေးနောက်ပြီးတို့ငါကလည်းသားတော်သမီးကမရှိတဲ့ဘဝဆိုတော့ဒီသမီးလေးတယောက်ရတာဟာတို့ဘဝလေးလည်းပိုပြီးตายာစုပြေသွားတာပေါ့ကွာ ဟုတ်ပါတယ်ကိုကြီးချမ်းဟုတ်ပါကိုကြီးချမ်းကိုလည်းလေဒီလိုစိတ်ထားမျိုးထားနိုင်တဲ့အတွက်ပန်းမြသိပြီးယေရှုတင်တယ်ဝင်သားလို့လည်းမဆောင်ဘူးတော့တကယ်ကိုယေရှုတင်ယောက်ျားတော်တော်များများဟာလေဖြစ်နိုင်ရင်လင်ကိုလင်မယားနှစ်ယောက်တည်းနေရှင်ကြတာမဟုတ်လား ဟုတ်တယ် အခုလို့ဒီပန်းမြတူမလေးကိုသွေးကိုသားအရင်လို့အယူတစ်ဆက်စီရတာကိုပဲပန်းမြဝင်းတာနေရပါတယ်တော့ ကဲပန်းမြအကိုလည်းရွာထဲကတိုင်းတင်တန်းကွင်းနဲ့ဆင်းလိုက်အောင်မယ်နော် ဟုတ်ကဲ့ အေးဒီနေ့တခြားရွာကတင်တန်းသားအစ်စ်တွေလည်းလက်ခံရအောင်ပါဆိုတော့အပြန်နည်းနည်းမှောင်ရင်မှောင်လိုက်မယ်ကွယ်အထမင်းဆိုင်ရင်အကိုကိုစောင့်မနေကြနဲ့ตาအမိနှစ်ယောက်စားနေကြကွယ်ဟုတ်လား ဟုတ်ကဲ့ကိုကြီးချမ်းဟုတ်ကဲ့ ဟောလူဘဝသင်္ခါရတရားများဟာလဲတဲတန်ဝေကရစရာကောင်းတာပဲနော်ခုလိုရှင်ပြုနာတာအလှကာလတွေရောက်လာပြန်တော့လဲကိုဘအောင်လို့မတ်မေကြီးတို့ကိုသတိရလိုက်ပါပြီတော့ဘာလို့နဲ့မနေ့တနေ့ကလို့ထင်ခဲ့ရတဲ့အဖြစ်အပျက်တွေဟာ2နှစ်ကျော်3နှစ်ပိုင်းတည်းတောင်ဝင်လာပြီပဲဩကိုဘအောင်ကြောတပြောင်ပြောင်နဲ့ຫນွေမိုးဆောင်ဥလူ3ပါးမရွေးပဲသားလေးကိုရှင်ပြုဖို့ကြိုးစားလာလိုက်တာဒီရဲ့ချက်တွေအထမြောက်ကန်နိကြမှာမိသားစုလုံးအသေးဆိုးရတယ်ပေါ့ကျွန်တော်သာအငယ်ဆုံးမှလေးမေသွေးနေရာမှာဆိုရင်တက်ချာပါဒလိုက်အောင်ယူမှတိမ့်သေးခဲ့ဗျ ဒါပေါ့ဗျာသတော်ဝါတစ်ခုကန်တစ်ခုဆိုတာအဲ့ဒါမျိုးကိုပြောတာပေါ့ဗျာ ဟုတ်တယ် ဒါပေမဲ့သူ့အတော်ပန်းမြတ်တို့လင်မယားကလည်းတော်ရှာပါပဲဗျာ ဟုတ်တယ်ဗျနော်တော်တယ် သမီးလေးအရင်နဲ့မချဂယုတစ်စိုက်ရှိကြပါပဲတဲ့ စစ်တာ ခုဆိုရင်ကလေးမလေးတော့ကြောင်းနေပါတော့တက်နေပြီဆိုပဲဗျာ ကောင်းပါလေရဲ့ဗျာကောင်းပါလေရဲ့သစိမ့်သိမ့်တွေ့ရင်သသိမ့်သိမ့်ဆွေးစရာပဲပေါ့ကိုပါချောရဲ့အဲ့ဒီအချိန်အဲ့ဒီအခါတုန်းကတုတ်လဲရွာမှာမရှိလို့ပေါ့ဟုတ်တယ်ရှိများရှိခဲ့ရင်လား အမလေးကြောက်ပါပြီဗျာတို့ရဲ့ကျွန်တော်မပါပါဘူးဗျာမြို့တွေကဝက်စစ်တော့တာပါကွာဟာ ဒီခန္ဓာသမီးလေးရဲ့ဒီခန္ဓာရန်လွေရန်ပိုးတယ်ရန်မလို့မှရန်ကြိုတယ်တဲ့သမီး
တို့ရှင်တော်ဘုရားဟောကြားထားတဲ့တရားတော်ထဲမှာဒီခံရင်တရားကိုဥထိတ်ထားပြီးတော့ဟောကြားကြတာမဟုတ်လားသမီးလေး ပန်းမြ အော်ရှင်းကိုရကြကြည်စမ်းအတန်မပေးပါမပေးနဲ့ညာတွေကအစိုးရတက်လာတာကို ကဲဒါရီအသာထားလို့သမီးလေးမှလည်းမျက်ရည်စနေကျောင်းကပြန်ဘာဖြစ်လာပြန်တာလဲ ဟုတ်ဘာမှမဖြစ်ပါဘူးကိုရကြဘာမှမဖြစ်ပါဘူး မင်းရှေ့ကနေကာတိကာကြီးဝင်မလုံနေစမ်းမနဲ့ပန်းရလား ရှင် ငါသိငါလမ်းကကြားခဲ့ပြီဟိုကစောအောင်ကြီးရဲ့သမီးနှစ်ယောက်ကကြောက်တန်နဲ့ဝိုင်းထိုးလွှတ်လိုက်လို့ဆိုဟုတ်လားသမီး အိုးမဟုတ်တာလေကိုရကြရင် ဘာမဟုတ်ရမှာလဲပန်းရမင်းနေရတကအေးဝင်မေတုတန်နေတပီကြီးနဲ့နုနယ်တဲ့ခလေးတယောက်တရားတွေလျှောက်ချမယ် ခက်ပါလား နော်တရားဆိုတာကိုမာပဲရှိဟုတ်တာမှန်တာလုပ်တာတရားဖြစ်မဟုတ်တာမမှန်တာလုပ်တာတရားအဖြစ်အဲ့ဒါကိုမတရားတာလို့ခေါ်တယ် ဟော အဖိုးကယူသေးတဲ့ဂါရဝနဲ့လာမမြလူကိုခေါင်းငုံယူသေးပေးနေလို့မှာအေးကိုယ့်ကိုမလေးမစားခေါင်းခောက်သွားရင်ကိုကခြေထောက်နဲ့ထောက်ခံရအဲ့ဒါနေယူတန်ရဲ့မိယာမ ခက်တော့ခက်တာပဲအရေးတဲ့သိမ်းစီရပြီးပြီရှင်ကလည်းကိုခံပညာအကြောင်းတွေကိုစလုံးပေါင်းပြနေပြန်ပါပြီတော့ ဟာပေါင်းပြရုံနဲ့မကဘူးဟေးခေါင်းကအသာခြေမအဆုံးပညာဆုံးအကုန်လုံးကိုသင်ပေးရအောင်တကောင်ကျွတ်ဆိုတိုင်းအထင်သေးခြင်းရတဲ့ပတ်ဝန်းကျင်ကိုအမြင်ရှင်းပြီးအမှောင်အားများသွားဖို့ငါသမီးကိုတကောင်ကြားပြအောင်ငါမြေတော်မြှောက်ပေးရလိမ့်မယ်အေးဒါမှငါသမီးကွာဒါမှငါသမီးစိတ်ထားလိုက်စမ်းစိတ်ထားလိုက်စမ်းဟုတ်ပြီအိုင်ဟုတ်ဟဲ့တော်လေဘယ်လိုတော့ကွာဘယ်လိုတော့ဟမ်မင်းတို့9ယောက်ကငါသမီးတစ်ယောက်နိုင်အောင်မတိုက်နိုင်ကြဘူးလားဟမ်ပြောရလိုက်ရဆရာကြီးရဲ့တိုက်ဖို့နေနေသားတဟီဝက်ဖြစ်တော်လာပါပြီတော်လာပါပြီဆရာကြီးသမီးတို့အခြေခံကနေစပြီးဆရာဖြစ်တဲ့အထိစနစ်တကျနဲ့မနာမနေသင်ကြားပေးထားတာဆိုတော့ကျွန်တော်တို့9ယောက်ပြင်နောက်ထပ်9ယောက်တိုးရင်လည်းနိုင်မို့ဆိုတာသိမလွယ်တော့ပါဘူးဆရာကြီးရဲ့အေးဟုတ်တယ်မင်းတို့သိထားတဲ့အတိုင်းငါသမီးလေးဟာရေလိုအေးတဲ့တကောင်ကျွဲ့အမှောင်နဲ့တဲ့ညရင်ခွင်မှာသူ့ဘဝရဲ့အရှင်မိခင်နဲ့ဖခင်နှစ်ပါးစလုံးလဲအသေးဆိုးတည်ခဲ့ကြတာသူ့ကိုနဲ့သူ့အမလည်းမရှုမလှလူဘဝတွေကနှုတ်ဆက်ထွက်ခွာသွားခဲ့ရအဲ့ဒီတော့ငါသမီးလေးကိုသူ့ဒီဝပတ်ဝန်းကျင်မှာအမြင်ရှင်းပြီးအမှောင်အားများဖို့တကောင်ကြားဘဝကိုငါရောက်ဖို့ထားတာပဲကွာတော်ပြီသမီးတော်ပြီငါသမီးကိုဖေဖေစိတ်ချသွားနော်အေးဒါပြီမဲ့ဒိဋ္ဌဧကံနီးမှန်ကြမကြမနှက်ဖန်ညက်တွေကစပြီးစာမေးပွဲစစ်ကြည့်ရ ဟုတ်ကဲ့ပါဖေဖေဟုတ်ကဲ့ပါဖေဖေပေးတဲ့အမွေနဲ့တိုင်းပြည်ရဒုစီဝအန္တရာယ်ကောင်းတွေကိုရန်ဆွဲထောင်ပြဖို့သမီးအစ်စ်သေးခံဝင်ပါလေဖေဖေ အေးဒါမှငါသမီးကွာသမီးလေးရှင်ဖေဖေငယ်လေးတွေကနေလာခဲ့တယ်သမီးရွာဆိုတော့သမီးမှာဘယ်လိုခြေခဲလက်ခင်တွေပေါ်တယ်ဆိုတာသမီးသိပါတယ်နော်သမီးသိပါတယ်ဖေအေးဟောရှိမှကြည့်စမ်းသမီးကြည့်လိုက်စမ်းမွန်းတဲ့ချိန်တောင်နေပြောင်မထိုးတဲ့ရေတယောက်ဂျိုးတွေရဲ့ပျော်ဆန်းရာထန်းတော်ကြီးထဲမှာဒီနေဝင်ကြီးဆိုတော့အလင်းအားကလည်းခတ်မိန်မိန်တော့ရှိတော့အေးဒီချိန်ဆိုရင်ရွာနီးချုပ်ဆက်ကလူစိုးတစ်ခုကြဘိုးတီတွေအများကြီးသူ့ပေါင်းဝိုင်းဖွဲ့ပြီးတောက်စားနေကြတယ်ဟုတ်ကဲ့ခုချိန်ခါမျိုးမှာစော်ယုံတန်ယုံအစွမ်းအစရှိတယ်ရွာသား4-50ယောက်တောင်ချက်မသွားရတဲ့နေရာမျိုးပဲကွအေးအဲ့ဒီထန်းတော်ကိုသမီးဖြတ်ကျော်သွားရကဲဖြတ်ရဲပါမလားသမီးဖေဖေပေးတဲ့ပညာနဲ့ဖေဖေမှားတဲ့တတိတမန်ကိုဉာဏ်မြေကတုတ်ပြုတ်ပြီးတွန့်ဆုတ်เสียစိတ်ထားမျိုးသမီးရှင်မှာဘယ်တော့မှမမွေးဖွားပါဘူးဖေဖေကြိုက်သွားပြီဟဲ့ကဲသွား
ဖေဖေရွာအပြင်လမ်းကပတ်ပြီးတော့ထန်းတော်ရဲ့တစ်ဖက်ထိပ်ကစောင့်နေ ကောင်းပါပြီဖေဖေ ငါသမီးကုတို့ကတော့တကယ်ထူးတာပဲတကယ်ထူးတာငါသမီးလေးကိုစာမှုပဲစစ်တဲ့နေကြမှာထန်းတော်ထဲမှာတဘိုးတခိုးတွေအနားယူတဲ့နေနဲ့မတိုးဘူးဖြစ်နေတယ်ကွာ ဘာဖြစ်လို့လဲဖေဖေ ဟာဘာဖြစ်ရမှာလဲသမီးရဲ့သမီးခေါင်းမှာပန်သွားတဲ့နှင်းစီပါနုနုလေးတောင်ပုံမပြတ်ပြန်ပါလာတယ်ဆိုတော့ဘယ်လိုအာနေရနဲ့မှမတွေ့ကြလို့ဖြစ်ရမှာဟောမဟုတ်ဘူးလားသမီး ဟာဖေဖေရလေကိုပေါ်တဲ့ဈေးကိုကိုမယုံကြည်လို့လက်တွန့်နေတဲ့သမားတော်တယောက်လိုတော့ဖြစ်နေပြန်ပါပြီဗျာ ဟမ် ကျုံသမားသိပ်ကြုံခဲ့တာထမ်းရိတ်ကိုလုံလမ်းကြုံကိုလူစုပြီးမိုက်ကျဲခွဲတဲ့ဇီရိုက်သွေးမဲတွေကိုသမီး9မိနစ်နဲ့အပြတ်လှဲသိပ်ခဲ့ပါတယ်ဖေဖေ ယုံနေဖေဖေယုံနေသမီးတကယ်ယုံပါတယ်ငါသမီးဟာဒီနေ့ကစပြီးရေလိုအေးတဲ့မေသွေးမဟုတ်ရေလိုအေးတဲ့မိခဲမရေလိုအေးတဲ့မိခဲမ ဟင်သမီးနာမည်ကရေလိုအေးတဲ့မိခဲမရေလိုအေးတဲ့မိခဲမရေလိုအေးတဲ့မိခဲမမင်းမရှိလို့အေးတဲ့မိခဲမ ခင်ဗျားလေခင်ဗျားမင်းချုံနေတာခင်းလာလေကောင်းပြီတတိရလာပြီးလားဟုတ်ကဲ့ခရုံကလေးနဲ့ဘာရှောက်ပြောနေလဲရေလိုအေးတဲ့မိခဲမဆိုလဲဘာလားပဲနတ်တော့ကျွန်တော်ဖေဖေကိုမပြောပဲလျှို့ဝှက်ထားတဲ့အကိစ္စနဲ့အခုသူရောင်ရမ်းပြီးပြောနေတဲ့စကားတွေနဲ့ကတော့ဘေးလူများကြားသွားရင်ကျွန်တော်တို့သားဖအတွက်အန္တရာယ်ပဲဖေဖေအဲ့ဒါမှဒုက္ခဟေးဘယ်လိုကွာဘယ်လိုစံပြောစမ်းမအောင်မေတကားကိုမင်းကဖေဖေကိုဘာတွေများလျှို့ဝှက်ထားလို့ဒီလိုဖေကျွန်တော်ဒီမိန်းကလေးကိုတွေးပုံတွေးနေအဖြစ်မှန်တိုင်းပြောလိုက်ရင်လေဖေဖေလက်တင်မခံပါဆိုလို့ကျွန်တော်မျိုးသိပ်ထားခဲ့တာဖေဖေရဲ့ဘာများလို့သူချောင်းထဲမှာမျောလာတော့ကသူ့ရင်ဘတ်မှာကြီးတန်းကတ်ကြီးကိုဆက်လွယ်တိုင်းပြီးတော့ခါနှစ်ဖက်မှာလည်းတနက်ကြီးနှစ်လက်ကိုချစ်ရတာကြီးနဲ့ဖေရဲ့ဟေးဟုတ်လားဟုတ်တယ်ဗျာနုနုမယ်နဲ့ငငယ်ရွယ်ရွယ်မင်းပြူကလေးတယောက်ကဘာဖြစ်လို့များဒီအတုံးအဆောင်ပြစ်ကြီးကိုလည်းမကွာထောင်ထားရတာပါလေအဲ့ဒါပြောတာဗောဖေဖေကြီးလာသာသာမျက်နှာငယ်ကျွန်တော်တို့လိုရွာသူရွာသားတွေကြားထဲမှာတနက်တကားကားနဲ့ရန်ကားနေတဲ့ငကားတို့ကျူးပြန်တို့ကြားကြီးတို့ဆိုတဲ့တကယ်ရင်မကြီးလူသိုးတခိုးကြီးတွေကိုအပြတ်ဖြိုးလာတာဟောဒီကကျွန်တော်ကယ်လာတဲ့အမျိုးသမီးလေးပေါ့ဖေဖေဟာမဟုတ်တာသားရဲ့ဘေးလူကြရင်ရှိစရာကြီးလဲနေလေအောင်မြင်းကောင်းမကြမ်းဖိမိန်ကြောင်ကြောက်နေရတဲ့အထင်ကလူဆိုးကြီးတွေကိုဒီကလေးမလေးကဖြိုခွင်းရတယ်ဆိုတာမဟုတ်နိုင်တာပဲသားရဲ့ရေပေးပါဟုတ်သားခင်ဗျာကျမတို့ရေတစ်ခွက်လောက်တိုက်စားပါအခုရရတယ်ဖေဖေအခုကျမဘယ်ကိုရောက်နေတာလဲကျမဘယ်ကိုရောက်နေတာလဲသမီးလေးညီမလေးဩတတိယကစားစကားတွေသိမပြောနဲ့လေမောနေအောင်မယ်မိတ်နေလိုက်သားဗျာမင်းကလည်းဘာရီရက်ကြည့်နေတာလဲဟုတ်ကဲ့ဒီမင်းညီမလေးရေးစားနေတယ်ရေးတစ်ခွက်တော့ပကစားဟုတ်ကဲ့ဖေဖေဟုတ်ကဲ့သာတော်ပြုသည်မြကုသိုလ်ကောင်းမှုအဝဝတို့ကိုအထက်ဘဝအောက်အဝိစီဝေနေရတတ်တော်ဝါအပေါင်းတို့အားသာဓုအနုမောဒနာခေါ်နိုင်စေရန်အတွက်အမြတ်တမ်းပေးဝေပါတယ်အားလုံးကြားကြတယ်မိခဲမဒုက္ခတရားနဲ့ဆင်းလွဲမရတဲ့မင်းဘဝမှာဒီလိုတာယာအေးချမ်းနဲ့ကိုယ်ကိုရိတ်တာရောပြုစင်တန်ရှင်းတဲ့မေတ္တာသမားတွေနဲ့လေတိုးတက်သေးတယ်နော်ကြည်စမ်းမအဖေလို့သူကဖျားနဲ့တရားနဲ့ပတင်းနဲ့လက်နဲ့မပြတ်တဲ့တကယ်ဖျားသမားတရားသမားကြီးသားကြပြန်တော့လေနူးနူးညံ့ညံ့တိမ်တိမ်မွေ့မွေ့အင်းလေးရှင်မိန်းကလေးတွေကတော့အရှုံးပေးရမယ်တဲ့တကယ်လူရိုးလူအေးနေအော်တစ်ခါမှဒီရက်ဟာနောက်ဆုံးတိတ်ပွဲဖြစ်တဲ့နေ့ကငါကိုယ်တိုင်ဆုံးဖြတ်ထားတယ်ကန်စာတာဆေးကအောက်တန်းမချပြဘူးကဲမဲ့တို့အကိုနဲ့ကြံ့ကြံ့ကမှဆုံးရတယ်မိခင်မကျေးဇူးတင်ပါတယ်ကိုကြီးမိမလေးတောင်လုံးနေပြီကိုဟာအတော်ရင်ဆန်မြုပ်ပူလေးတောက်လိုက်အောင်နော်မျက်နှာလေးပါလေးသွားစစ်စီကြားလာရော့ညီမအတွက်မျက်နှာတော့ကိုမနေ့ကမြို့ကိုဈေးဝယ်သွားတဲ့ဘာကြီးပြိုးတို့မှာလိုက်တာညီမရဲ့ဟောဒီမှာညီမအတွက်အင်ကြီး
ဒါကညီမအတွက်လုံးကြီးအခုလူစင်မမီတဲ့အချိန်တွေကအမေဆုံးသွားတာဆိုတော့မိမအသုံးဆောင်နေပါတွေဘာညာကောင်းတယ်ဆိုတာတော့အခုမသိဘူးညီမလေးရဲ့ အကိုကြီး လက်ရှိညီမဝတ်ထားတဲ့ဘောင်းမရှိအစုပ်ကြီးနဲ့ယောက်ျားအင်ကြီးလက်ပွားကြီးနဲ့ဆိုင်တော့ဒါလေးတွေကစက်တည်ရှိလိမ့်မယ်ထင်တာပဲလေ ဒုက္ခရှာလို့အကိုကြီးအလက ဒုက္ခဆိုတာယုတ်ကလှုပ်ရှားနေတာနဲ့နန္တရားဆိုတဲ့ကိုယ်ဝါတစ်ခုနဲ့တစ်ခုသဟဇာတမတည့်တဲ့လူတွေရဲ့ဆောင်မှုပါညီမကြီးအခုအကိုတို့ဘွားကအဆင်းရဲဆုံးအခြေအနေမျိုးမှာဆိုတော့စေတနာရှိသလောက်လက်ကမပါနိုင်ဘူးပေါ့ကွာငါညီမလေးအကိုတို့တားဖလို့စင်စင်ရဲရဲနဲ့လူသားမျိုးနဲ့မှလာတိုးခဲ့တာပေါ့ ဒီလိုမပြောပါနဲ့အကိုကြီးတနည်းအကိုတို့သားဖာရဲ့စေတနာနဲ့မြစ်တာကိုညီမလေးဘယ်လိုတုံ့ပြန်ရမလဲဆိုတာပဲနေ့စဉ်တွေးနေမိတာပါတကယ်ပါ မလိုပါဘူးညီမလေးမလိုပါဘူးကွာကျေးဇူးဆိုတာပေးဘူးတဲ့လူနဲ့ယူဘူးတဲ့လူနှစ်ယောက်ရဲ့ကြားမှာမေတ္တာဆိုတဲ့အခိုးအငွေလေးတွေထာဝရရှက်တန်းနေရင်လည်းကျေနပ်နှစ်သိမ့်စရာကောင်းပါပြီကဲညီမလေးလည်းကအနာမကျက်ခင်ပါလေအိမ်ဘာကြီးကကိစ္စတွေဘာတစ်ခုမှဝင်ကူပြီးလုပ်ပေးနေကြမလို့နော်ညီမလေးတက်တာကလေးကြည့်နေကြကဲအကိုတို့တာဖရတဲ့ဆင်လိုက်မယ်နော် ဟုတ်ကဲ့ ကဲတားရီ ဟောခင်ဗျာဖေ ရတဲ့ရှင်းဖို့အရှင်းလေးဖြစ်ပြီလားဟဲ့ အစင်းကတော့ဖေ သွားလိုက်ကြရအောင် ဟုတ်ကဲ့ နေ့လည်းပဲတရားပွဲသွားအောင်မှာဆိုတော့သားကိုမနေ့ပိုင်းမဲ့ဖေကူးလို့ရမှာအချိန်ရှိတော့စောစောလေးဆင်းလိုက်ကြအောင်ကွာ ဟုတ်ကဲ့ဟိုလာပါပြီဖေလာပါပြီဟိုဒီမှာညီမလေးအတွက်စီစဉ်ပေးစရာလေးတွေကြည့်လို့ပါပြီးပါပြီဖေလာပြီနော်ဖေ ဟုတ်ဟေးကွယ်မင်းညီမလေးကိုလည်းပြေးချာချာမှားထားခဲ့ပါဟာဖေတို့မရှိတော့အိမ်အလုပ်တွေဘာမှမကူသေးနဲ့သူ့လက်ကတည်းကအကျဉ်းတည်ပြီးတာမဟုတ်ဘူး ဟုတ် ကွာ ကဲ့ဖေကျွန်တော်လည်းအဲ့ဒါပဲပန်းနေရတာ ရပါတယ်ဦးရင်သမီးအတွက်ဦးနဲ့အကိုတို့လည်းပြင်ပန်းလှပါတယ်သမီးလည်းနေကောင်းတာပြုတ်နေပြီကူညီနိုင်တာတော့ကူညီပြရစီနော်ဦးနော် အမလီသမီးရဲ့အေးတတနေစမ်းပါဒီလိုလင်းလိမ္မာမမွန်ကြီးသမီးလိုမိန်းကလေးမျိုးကိုတွေ့ရပြန်တော့ဥတို့နဲ့အိမ်မကွာအိုးမကွာအတူတကွနေထိုင်ခွင့်ရလို့ငါသမီးလေးအရင်ကဖြစ်လိုက်ပါတော့လို့ဥဆူတောင်းမိပါတယ်ကွယ် ရှင် ကဲသမီးဥတို့သွားမယ်နော် ဟုတ်ကဲ့ဦးဟုတ်ကဲ့အော်ငါ့ကိုလိမ္မာမမွန်ကြီးမိန်းကလေးတရားဟုတ်တယ်အေးလေဦးပြောတာလည်းဟုတ်တာငါဘဝရဲ့တကယ်အစ်စ်အမှန်ပါလေဦးပြောတယ်လို့မွန်ကြီးအနွယ်ဝင်နေတာအေးစီမိန်းကလေးတူပဲအခြေအနေမပေးလို့ဘဝလေးတွေကြောင်းနေပြီမိုးတဲ့လေထဲမှာတနတ်ဆွဲနေရတဲ့ဘဝမှာဦးပြောတယ်လို့ဒီဘဝမျိုးလေးနဲ့ဦးတို့နဲ့အတူတူအေးချမ်းချမ်းနေကြလိုက်တာအော်ခက်တာကငါဘဝတကယ်အစ်စ်အမှန်ဦးတို့သားအဖမသိဘူးလေငါဘာရည်ရွယ်ချက်နဲ့အခုလိုလှုပ်ရှားနေရတယ်ဆိုတာမရှိဘူးအဲ့ဒီနဲ့ချက်ဟာအရေးအကြီးဆုံးဟုတ်တယ်ဖျားသမားတရားသမားကြီးရဲ့ရှင်ထဲမှာမိကေမဆိုတဲ့ငါဘဝအမှန်သိမသွားဘူးအရေးကြီးဖြစ်နိုင်ရင်အိမ်ကညီမလေးရဲ့ဘဝကိုမိခင်မဆိုတဲ့သရုပ်မှန်ပုံစံနဲ့ဟိုကျွန်တော်တို့တာဖရိပ်မိနေတဲ့အကြောင်းကိုမသိပါစေနဲ့ဖေဟိုသူ့ဘဝလေးအနေထိုင်ကျင့်ကြသွားပါဦးမယ်နော်ဖေနော် အဲ့ဒါပြောတာပေါ့သားအဖေလည်းမင်းပြောကြတော့ငါဘလို့မှအယုံကြည်မရှိတယ်လို့ဘယ်နဲ့ကြောင့်မင်းကလေးတမ်းမဲနဲ့ဘာရည်ရချက်တွေနဲ့ဘယ်ခကြီးကိုဆက်နေတာလဲမပြောတတ်ပါဘူးကွာ ဟုတ်တယ်ဖေ အေးလေအဲ့ဒါဆိုတာအချိန်တန်ရင်အိမ်ပြန်ရရစမြဲပါသားရဲ့တို့အနေနဲ့ကအတောင်ကျိုးတဲ့ငှက်ကလေးတစ်ကောင်ကိုလောင်အိမ်လေးထဲမှာအစာကျွေးပြီးခိတ္တယာယီအဆောင်ရှောက်ပေးထားတယ်လို့ပဲသဘောထားလိုက်ပါတော့အေးနောက်ဆုံးတနေ့အစာဝလို့ဌာနပြန်ကန်နေကြရင်သူ့ကိုဖေဖေတရားပြနားချလိုက်ပါဦးမယ်တရားဝါတစ်ခုကန်တစ်ခုပြုတ်ပြင်လို့မရတဲ့အဆုံးကြတော့လေတပ်ပေတတ်တာကာမစကားပဲပေါ့လူလေးရာကဲဒီလိုလုပ်ရရှိတာကိုဆက်လို့ဖေဖေကနတကျုံနားပြီးရင်တရားကြောင်းသွားဖို့အိမ်ပြန်လာဦးမကြလား ဟုတ်ကဲ့ဖေဟုတ်ကဲ့အော်ညီမလေးတို့ဖေပြောသလိုနင်အစာဝလို့ဌာနပြန်တဲ့ဒီနေ့ကျရင်ငါဘယ်လိုနေကြရတော့မှာလဲຢာထဲမှာဆက်နေရသည်စိုက်ပျိုးရေးအလုပ်နဲ့ဘဝကိုမြုပ်နှံထားတဲ့အကိုဘဝမှာမင်းနဲ့ပတ်သက်လာမှရင်ထဲမှာမေတ္တာနဲ့ပြုရတဲ့သစ္စာဥယျာဉ်မှုကြီးဘဝကိုများရောက်နေရအောင်မှလားတို့ဆူတောင်းပါတယ်ကွာမင်းကိုလေတို့မချစ်မိပါစေနဲ့လို့အကွေရင်းနဲ့ဆွေလို့လောကရန်တိုက်ပွဲဝင်းနေရတဲ့ညီမလေးရဲ့ဘဝလေးအခုဘာဖြစ်လို့ရောက်လာတာလဲကွေအခုညီမလေး
မပြီးဆုံးမိတဲ့ညီမရဲ့တန်တိတ်ခံပြီးရှေ့မတိုးတာနောက်မဆုတ်တာအကိုနဲ့ခွဲပြီးဘာလို့မှမသိတော့ဘူးတနည်းနည်းအချိန်ကြီးပြဿနာနှိအချိန်ကြီးသေးလို့ထာနေအိမ်ပြန်တဲ့အခါမျိုးမိသွေးဆိုတဲ့ဘဝနဲ့အကိုနဲ့ပြန်ဆုံရစီညီမလေးဆူတောင်းနေပါတယ်အကိုရဲ့ မလေးဟင်းမလေး အကိုပြန်လာပြီ အေး ကြည်သားလက်ထဲမှာလည်းကိုင်းလာတာဘာလဲရင်ကို ဟာအဲ့ဒါညီမလေးစားဖို့အကိုအပင်မခံတူးလာတဲ့ညီစာဥပင်လေညီမလေးရဲ့ ကဲကြည်သားမအောင်ကိုရဲ့ညီမလေးအစာပြေစားဖို့တရေစာမုံကိုများမိပူကျဲကျဲထဲမှာကြောဘူးခံပြီးတူးလာရသလားလို့ တူးလာခဲ့ပြီလို့ပေါ့ဗျာတူးမလာပဲမေးများမေးလာခဲ့ရင်လေဖေဖေကအကိုကိုစူခံချီအောင်ပါဗျသိရ ဘာဖြစ်လို့ ဟောဘာဖြစ်လို့ရမှာလဲအိမ်မှာတယောက်တည်းနေရတဲ့သူသမီးလေးပြင်းနေရှာရောမယ်တဲ့အိမ်မှာအနားယူတော့ယူကိုင်းမှာသူကြိုက်တတ်တယ်ထင်တဲ့အစားအစာလေးတွေကိုဒါကရှာဖွေပြီးတော့ကျွေးမွေးရမယ်တဲ့အမေသာဦးတူးပေးဖို့ဖေဖေကအမိန်ပြီးသွားတာတဲ့သိရ ငါတို့ခက်တယ်ဒီသားဖာမြောက်ကိုငါဘယ်လိုလုပ်ပြီးတိုင်ရစီချရပါငါအပေါ်မှာဦးကလည်းတကယ်သမီးလေးလို့အကူကလည်းတကယ်ညီမလေးလို့တိုင်ရစီကိုပိုးနေရှာတနေ့ဒီကျေးဇူးတွေဆက်ခွင့်ကြုံပါစေညီမလေးဆူတောင်းပါတယ်ကိုကြီး တန်ဗုဒ္ဓေထာဝသစ္စာဒွါရသစ္စာသဟတကေပြင်စတတသဟတဏိနမမိတိတသမဟံအပကဝါလူကပြေငါအနာတနေကြစီဟာ အကိုကလည်းတဝမ်းဝမ်းနဲ့အိတ်ချင်အိတ်တော်လို့ဦးလည်းဖျားဝတ်တက်ပြီးပြီအကိုတို့သားဖာနေအောင်မနေ့ကလည်းအစောကြီးရတယ်ဆင်းရအောင်မယ်ဆိုတော့စောစောအိတ်ကြတော့ပေါ့ ညီမလေးရော ကဲပါသွားအိတ်ဆမ်းပါကိုရဲ့ညီမလေးအကိုတို့မနေ့အစောကြီးရတယ်ဆင်းအသိယူသွားနိုင်အောင်လို့ခမင်းဦးလေးတစ်လုံးပြအောင်နှက်လိုက်ပြရစီနော် အိုးမဟုတ်တာပဲကွာ ဘာမဟုတ်ပါလေဟုတ်တာပေါ့အကိုကညီမမှာဝတရားရှိပါတယ် ဒုက္ခပါပဲ ဒုက္ခပါကိုရဲ့အော်တနာကြီးသားအဖိုင်တဏီကုံဘလောက်ပင်မထားကြတယ်မသိဘူးခေါင်းအောင်နဲ့ခေါင်းနဲ့ထိတာနဲ့သားအဖိုင်နှစ်ယောက်စလုံးအိပ်ပျော်သွားလိုက်ကြငါလည်းဒီညကြမှာမျက်စိကလည်းကျင်းနေတယ်အေးအလကားနေမဲ့အစားနေ့လေရအခန်းတောင်မှာငါတွေ့ထားတဲ့ချတိုက်နေတဲ့ထင်းစစ်တာဘုံကြီးရှင်းပြလိုက်အောင်ဒီမှာငါတိစာအုပ်ကြီးတအုပ်နေစမ်းမဥပရှင်ဤဘဝတစ်သက်ကမှတ်တမ်းလေရဲရရဲမှာနွားနဲ့အတူတစ်သက်လုံးရုံးတန်လာတယ်သူ့ဘဝဘာဘဝမှတ်တမ်းဟင်ရေးထားတာကိုနဲ့မဆိုင်ခွင့်မပိုင်ဆွဲကင်ဖြစ်ရဆိုရင်ဦးရဲ့ဘဝတစ်စိတ်တစ်ပြေတောက်လာမှသိချင်ဘာပဲဖြစ်ဖြစ်စာအုပ်ရဲ့နောက်ဆုံးမျက်နှာကိုလှမ်းပြီးအနည်းအကျဉ်းတော့လေ့လာကြည့်လိုက် ကျွန်တော်ဒီလူမသိစာအယောမှစယူဆွဲပေမိုင်မဲတနတ်ဆွဲအကျင့်တန်ခဲ့တော့အနိဋ္ဌာရဲ့ဘဝဟောင်းအားအကြောင်းအရာတစ်ခုကိုဥတည်၍ငါကြီးသောစိတ်နဲ့အတိတ်မြေကိုပြည်ပုံးကချလိုက်ပြီကြောက်ချုံးဘဝနဲ့နောက်ဆုံးလှုပ်ရှားခဲ့တော့တပားသူရှင်ပြုအလှမင်္ဂလာယူမိပွဲပွဲတနတ်ဆွဲကင်အနိုင်ကျင့်ရညံ့စအလူရှင်ဥပအောင်နဲ့သူဤမိသားစုအားရက်ဆက်စွာတပ်ဖြတ်၍ကိုဘဝမတ်တီလေးကိုရှေ့ရှုခဲ့လို့ဤအမလီကျွန်ုပ်ဤနောက်ဆုံးအမှားနဲ့နောက်ဆုံးလောက်ရဖြစ်ပါသေးသားဟုခေါင်းလောက်ထူစုတောင်းတန်တိတ်ကပြုမိခဲ့ရာသက်ပါအမှားကိုတရာထက်တန်တရားနဲ့ကိအောင်မွေးပြော်တော့မည်ဟုဆုံးဖြတ်ရင်ကျွန်ုပ်ဤဘဝမှတ်တမ်းကိုဤတွင်အဆုံးသတ်လိုက်သည်ရက်ဆက်တတ်တော့ယေရှုရှင်ငါအတွေးထဲမှာအထူးမြင်နေတယ်မဟာဖုတ်ကိုကျော်ကြီးဟာ
ငါရည်ရွယ်ချက်ရဲ့အဓိကပြဿနာကြီးတစ်ခုဖြစ်နေပါလေငါအဖေနဲ့အမေကိုတတ်သွားတာသူငါအဖေနဲ့အမေကိုတတ်သွားတာလေသူအကိုကိုရှင်းရှင်းငါ့ကိုနားတာဖို့သူများတကားတွေကိုအားကြပြီးအဖေရှာဖွေစုဆောင်းထားတဲ့လူဝဲဝတ္ထုတွေကိုအနိုင်ကျင့်ပြီးယူသွားတာလေသူဟုတ်ပြီငါဘာလုပ်ရမလဲအခုငါရှားနေတဲ့သူတွေ့ပြီကဲနေတွေအချင်းအနေပေးလာပြန်တော့လေနင့်အဖေပေးလိုက်တဲ့နာမည်ကိုပြန်ပြီးသတိရလိုက်စမ်းမိကေမဆိုတဲ့နာမည်ဟာမြစ်တာမျိုးပေါ်မှာရှင်းစုံရက်သစ္စာပန်းလေးစိုက်ကျူးနေဖို့ပေးလိုက်တဲ့နာမည်မဟုတ်ဘူးခံစားချက်မျိုးပေါ်မှာကံတရားရဲ့စေခိုင်းနေလို့မျက်စိမိတ်နားပိတ်ပြီးသပိဝင်အိမ်ဝင်ကြမ်းပြရမယ်နာမည်မျိုးကြားရဦးရီအကိုရီနောက်ထပ်သူတို့ကယောက်ျားငါကမင်းမထိမရတဲ့စိတ်နဲ့လက်စားချေခြင်းပေမဲ့ဝေဟင်လေးတွေကသိမ်းဆောင်တဲ့ကိုမြေပေါ်ကချက်ကစိန်ခေါ်တယ်လို့မျိုးဖြစ်သွားတယ်ဒီတော့သူတို့အိမ်ကြီးလုံးထီရမှာထိုးထားတဲ့တိုင်းခုတ်သားနဲ့သူတို့သားဖားနှစ်ယောက်စလုံးကိုငါအပြည့်ရှင်ပြီးငါမိသားစုရဲ့ရာဇဝင်ကျွေးကိုပေးဆက်ကြည့်ရမယ်ကဲညီမကိုခွင့်လို့ပေးအောင်တော့ကိုကျေးဇူးတရားကိုနောင်ကဘာများကြံ့ညီမကြုံခံစက်ချင်စပရစီအခုလုံးလို့တယ်တော့ညီမလေးဟာနင်ဘာတွေတွေးပြီးဘာတွေငင်းနေတာလဲညာကြီးအချိန်မတော်ထရန်ကြားကကိုင်းခုဓာကြီးကိုလှုပ်ပြီးဘာတွေလုံးမလို့လဲညီမလေးရဲ့ဟောအချိန်မတော်ထင်းနေပါလေခွဲမလို့လားဒုက္ခရှာလို့ကွာမနဲ့တိုင်အခုနှုတ်ပါပေါ့ဘာဖြစ်တာလဲညီမလေးထင်းခွဲမလို့မဟုတ်ဘူးအကိုကြီးညီမလေးအကိုတို့သားအဖာနှစ်ယောက်ရဲ့ရင်ကိုခွဲမလို့သိရလားဘလို့ကဲပါလေအကိုအဖေကိုညှိုးလိုက်စမ်းပါဩညီမလေးလည်းကွာလွန်ခဲ့တဲ့18နှစ်ကျော်ဟာသားနဲ့သမီးတွေကိုရှင်ပြုနားတာမပေးလိုက်ရပဲဘဝကိုကြောပေးသွားတဲ့ဥပအောင်ရဲ့သမီးဟာကျမဘေးလို့ပြောလိုက်ရင်အကိုအဖေသဘောပေါက်လောက်ပါလေသဘောပေါက်ပါတယ်သမီးသိသဘောပေါက်တာပေါ့ငါသမီးလေးပြောနေတာတွေကိုအကုန်ကြားပြီမှန်တယ်သမီးမှန်တယ်သမီးရဲ့လောက်ရက်ခင်စိတ်ကိုမှန်တယ်ကဲခမင်းငါပါကြားမင်းတို့ပြေတခုမင်းဟုတ်ကဲ့ပြေမင်းအဖေဆိုတဲ့ငါ့ကိုလူတူတယောက်ကတတ်သွားပါပြီမင်းဘယ်လိုတုံ့ပြန်လဲဟာကျွန်တော်အဲ့ဒီလူကိုလိုက်ချပြီးလက်စားပြန်ချင်မှာပေါ့ဖေအေးအခုမင်းညမလေးရှင်ထဲမှာလည်းအဲ့ဒီအတိုင်းပဲခံစားနေရတယ်ဗျာသူ့ရဲ့ခံစားချက်ကိုတို့ကပါရမီဖြည့်တဲ့အနေနဲ့သူ့ဆန္ဒရှိတဲ့အတိုင်းလုပ်ပါသေးတယ်အဖေကိုမင်းတကယ်ချစ်အဖေပြောတာကိုနားထောင်ပြီးမင်းညမလေးပြုတဲ့နေရာကိုခုခံဖို့မကြိုးစားပဲနဲ့တို့ဘက်ကမြုပ်ပြလိုက်ဆမ်းပါဒီပါလေပြလိုက်ဆမ်းပါတတ်ပါသမီးရဲ့တတ်ပါငါသမီးတက်လို့အဖားတို့သိရင်ဝိဒနာလို့မမြင်မဲ့နောက်တစ်ခွင်ကဘာကနေပြီးရှောင်းတစ်ခဲဆူတောင်းပေးနေပါမိဘကျေးဇူးအထူးသိတဲ့ငါသမီးလေးချမ်းသာပါစေကျမ်းပါပါစေကွယ်ကဲကြားတယ်ဒီမျက်နှာလေးကိုမြင်နေရရင်တန်ရောစင်တွေကကျမ်းဖန်ပြီးရင်ထဲကိုဝင်းနေအောင်ပါရင်ကိုမခွဲနိုင်ရင်ကြောင်းကိုဖောက်ပြီးနောက်ကနေအသေးကိုနှိမ့်ပြစ်လိုက်ဟုတ်ပါလေရပါတယ်ညီမလေးရပါတယ်ငါညီမလေးဆန္ဒတွေအားလုံးပြေဝရပါစေနဲ့ကွာပြေဝပါစေသူတို့သားအဖမြောက်လုံးငါ့ကိုခုခံမယ်ဆိုရင်ခုခံနိုင်ပါရဲ့မျက်နှာတွေတစ်ဖက်နဲ့သူတို့အသက်ကိုမငဲ့ကွက်ဖြစ်ငါအလိုဆန္ဒကိုဖြစ်နေတယ်ငါဘာလုပ်မလဲငါဘာလုပ်မလဲမနေပါနဲ့ညီမလေးတွင်းနာကိုရောက်နေတဲ့ဖားတငယ်ကိုတန်ရောစင်တွေပို့ပြီး
မမျိုးရဲ့မပေါက်ရဲ့ဖြစ်နေတဲ့မွေဟောက်မလို့နောက်ဆိုတဲ့တန်ရာကိုကံကြမ္မာနဲ့ချိန်ထိုးနေမဲ့အစားငါညီမရဲ့ရင်ထဲကဆန္ဒတွေကိုအမြန်ဆုံးပြီးမြောက်အောင်မြင်သွားအောင်ဆောင်ရွက်လိုက်ဆမ်းမညီမလေးကဲညီမလေးဟေးညီမလေးဟာညီမလေးမရှိတော့ဘူးဖေညီမလေးမရှိတော့ဘူးဖေဟာဒုက္ခပါပဲတာရဲ့ညကြီးအချိန်မတော်မှောင်နဲ့မဲမဲမှာတယောက်တည်းဘယ်ကုန်မြတ်ထွက်သွားပါလိမ့်မွေပါပြင်းပါကွယ်တခြားအန်ရီတွေကလည်းများပါပြီနဲ့ဒါပေမဲ့မဖြစ်သေးပါဘူးတာမင်းပုံးလေးအမြန်ချုံကွာမင်းညီမလေးနောက်ကိုတို့သားပါအမိလိုက်အောင်ညီမလေးဟေးညီမလေးအကူတို့ဒီကိုပြန်လာခဲ့ပါညီမလေးရဲ့ညီမလေးဘယ်မှမသွားပါနဲ့သမီးရဲ့သမီးလေးဦးတို့ဒီကိုပြန်လာခဲ့ပါသမီးရဲ့သမီးကြည့်တယ်မြဦးတို့လက်သေးခံပါမယ်ဦးတို့ဒီကိုပြန်လာခဲ့ပါသမီးမလိုက်နဲ့ကျမရဲ့နောက်ကိုဦးတို့မလိုက်လာကြပါနဲ့ဦးတို့အကိုတို့နဲ့ဝင်းရအောင်ဆက်ခွာသွားခြင်းမျိုးနဲ့ဦးတို့ရဲ့ကျေးဇူးတွေကိုကျမဆက်ပြရသေးလိုက်မလာကြပါနဲ့တော့ကျမတောင်းပါပါလေကျမကိုချစ်ရင်သနားရင်လိုက်မလာကြပါနဲ့တော့သမီးညီမလေးနေရဖြစ်ကြဗျာဦးရဲ့အကိုတို့ကြီးနေရဖြစ်ကြပြီညီမလေးလေဦးရဲ့အကိုတို့ရှင်လို့အေးတယ်မိသွေးဘဝနဲ့စတန်ရင်လို့ပါကျေးဇူးတွေဆက်ချင်လို့ပါဒါပေမဲ့မောင်ရှင်ကိုပြုတ်ပြီးညီမတို့မိသားစုကိုအပြတ်ထက်တိုက်သွားတယ်အခုတို့လင်းနေချင်ညီမလေးရှင်ရဲ့မဒီနေ့ကြည့်ညီမတို့ရှင်လို့မဟုတ်ညီမလေးလေဦးရဲ့ကိုယ်မတိုက်ရပါဘူးညီမလေးအပေါ်မှာဦးရဲ့ကိုယ်ရဲ့တန်ရုံးစီတရားဘလောက်ကြီးမှညီမလေးသိပါလားအဲ့ဒါကြောင့်ရတဲ့ပိုင်တော့ဦးရဲ့လူဘယ်တော့မှကျင်းမဆုံးကြတဲ့ခွေးခွာချင်းမြင်နေအကိုနဲ့ဦးတို့ရဲ့ခံစားရမယ့်ဝေဒနာတွေမှာညီမလေးပါရုပ်ကိုခံစားရလက်သားချေခဲ့ရရတော့ညီမလေးတော့ကျေးဇူးရှင်ကိုတို့ရဲ့ညီမလေးဟေးညီမလေးအခုစီကိုပြန်လာခဲ့ပါညီမလေးရဲ့အခုကိုတနားရင်ပြန်လာခဲ့ပါညီမလေးညီမလေးရဲ့ဟေးညီမလေးညီစွာနေမချီချီရဲ့ဝမ်းနေရကျုံရကြတဲ့ဘုံဝါအရဝိတမကြာရဲ့လူမခင်ရာနေနာတဲ့ပြင်းစားချင်မဲ့လူရာမိချစ်သူဟာမိရန်သူရဲ့တာတယောက်ရဲ့ပါလို့ပြီးတော့မိရဲ့ချစ်သူအသက်တကြီးရှင်နေသူပါခွေလွတ်မလားတတ်မလားမိဘမရဲ့ဆုံးရဆမ်းပါခွေလွတ်ရင်းနဲ့အသိနာနာရှောင်ကြည့်ရလို့